င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်း channel လေးကကြိုဆိုလိုက်ပါတယ်။ငလင်ကြီးတစ်ခုလှုပ်ပြီးတဲ့အခါမိနစ်ပိုင်းအတွင်းနာရီပိုင်းအတွင်းနဲ့ရက်ပိုင်းလပိုင်းနှစ်ပိုင်းကာလတွေအထိနောက်ဆက်တွဲငလင်တွေကဆက်လုပ်နေတတ်ပါတယ်။9.9 ရစ်ချရာစကေးမွန်းမှန်မှာကယ်လီစကေးအထိပြင်းတဲ့ငလင်ကြီးလှုပ်ပြီးတဲ့နောက်အနည်းဆုံးထိုင်းနိုင်ငံငလင်ဌာနကနောက်ဆက်တွဲငလင်ငယ်တွေလှုပ်တာကိုမှတ်တမ်းရယူပြီးတင်ပေးနေတာအကြိမ်ရေ900ပြည့်တော့မှာပါ။ငလင်ကြီးလှုပ်တဲ့သတင်းနဲ့ဒီနေရာတွေကိုသာထုတ်ပြန်ပေးခဲ့တာမဟုတ်ပဲနောက်ဆက်တွဲငလင်တွေသည်အားဘလောက်ပြင်းရင်လှုပ်နိုင်ခြေကအချိန်အားဖြင့်ဘလောက်ကြာရင်ဘယ်နှစ်ရာခိုင်နှုန်းတော့ဖြစ်နိုင်မယ်ဆိုတာတွေကိုပါအစိမ့်မြင့်နည်းပညာများနဲ့တွက်ချက်ထုတ်ပြန်ပေးထားပြီးသားဖြစ်ပါတယ်။ထုတ်ပြန်ပေးတဲ့နောက်ဆက်တွဲငလင်ငယ်လှုပ်နိုင်ခြေတွေကနေ့စဉ်ပြောင်းလဲမှုတွေရှိတာကြောင့်အချိန်တိုင်းတာတစ်ခုအထိစောင့်ကြည့်ပြီးမှအခုရေးသားတင်ပြပေးလိုက်တာဖြစ်ပါတယ်။နောက်ဆက်တွဲငလင်ငယ်များလှုပ်နိုင်ခြေကြိုတင်ခန့်မှန်းထုတ်ပြန်ခြင်းကိုသိပ္ပံပညာရှင်တွေကပါစောင့်ကြည့်လေ့လာထားပြီးဖြစ်တယ်ဆိုတာသိထားရပါမယ်။အဲဒီတော့နောက်ဆက်တွဲငလင်ကြိုတင်ခန့်မှန်းချက်မှာအချိန်တစ်နှစ်ကြာတဲ့အခါပြင်းအား9အထက်ရှိတဲ့ငလင်ကြီးလှုပ်နိုင်ခြေက9ပြင်းအား6အထက်ရှိတဲ့ငလင်လှုပ်နိုင်ခြေက46ပြင်းအား9အထက်ရှိတဲ့ငလင်လှုပ်နိုင်ခြေက68ပြင်းအား4အထက်ရှိတဲ့ငလင်လှုပ်နိုင်ခြေက69ပြင်းအား3အထက်ရှိတဲ့ငလင်လှုပ်နိုင်ခြေက69ဆိုပြီးထုတ်ပြန်ထားတာတွေ့ရပါမယ်။ငလင်ကြီးတစ်ခုဒီရက်ပိုင်းအတွင်းလပိုင်းအတွင်းမှာလှုပ်နိုင်မယ်ဆိုတဲ့ကောလာဟလကိုကဘာပေါ်ကဘယ်နေရာမှာမဆိုငလင်ကြီးတစ်ခုလှုပ်ပြီးတိုင်းထုတ်ပြန်ပေးနေတဲ့ကြိုတင်ခံမှန်းချက်နဲ့ခြေဖြတ်လိုက်ကြစီခြင်းပါတယ်အနည်းဆုံးတစ်နှစ်ကြာရင်တောင်မှ9အထက်ငလင်ကြီးလှုပ်နိုင်ခြေက9ပဲရှိတာပါ2025မတ်လ28မန္တလေးငလင်ကြီးနှင့်ဆက်ဆက်ပြီးဖြစ်လာတဲ့နောက်ဆက်တွဲငလင်များမှာအိမ်နီးချင်းထိုင်းနိုင်ငံငလင်ဌာနကထုတ်ပြန်ချက်အရအရွယ်အစားမျိုးစုံအကြိမ်ရေ1000ကျော်ပြီလို့သိရပါတယ်။ပင်မငလင်ကြီးကစကိုင်းပြည့်ရွေချောင်းတလျှောက်စုကူစကိုင်းအင်းဝဝမ်းတွင်အပိုင်းကစတော်လဲတောင်ဖက်ဖြူးမြို့နာအထိ400ကီလိုမီတာခန့်အထိဇက်တိုက်ဆိုသလိုပြည့်ရွေပြင်ကွဲပြက်သွားတာကြောင့်ထိခိုက်ခံရသောနယ်ပယ်ကျဲဝန်းတာဖြစ်ပါတယ်။ယခုငလင်ကြီးနှင့်ပြည့်ရွေရွှေရှားမှုကရာစုနှစ်ချီကမြေတွင်းအားများကိုစုဆောင်းထားသလိုဖြစ်တာကြောင့်တွန်းအားပိုများပြီးမြေထုချက်ကြီးရွှေ့ပြီးဆိုတာနှင့်အလွန်လျင်မြန်တဲ့နှုန်းနဲ့ရွှေ့သွားခဲ့တယ်လို့ဆိုပါတယ်။ပြည့်ရွေတရောက်ပြတ်တောက်မှုများမှာလည်းစကိုင်းနဲ့နေပြည်တော်အချို့နေရာများမှာ9မီတာခန့်အထိတိုင်းတာမှတ်တမ်းတင်ရရှိထားပါတယ်။ထိုပြတ်တောက်မှုများမှာအလွယ်တကူမြင်ရသောမြေပြင်အပေါ်ယံကွဲပြက်မှုများသာဖြစ်ပြီးမြေပြင်အောက်ကွဲပြက်မှုကိုတော့မတိုင်းတာနိုင်ပါဘူး။ထိုရွေ့မှုများကညီညာတော့မဟုတ်ပါဘူး။ထိုသောမညီမညာကွဲပြက်မှုများပြည့်ရွေ့ပြင်တရောက်ပြန့်ကျဲသွားတဲ့မြေတွင်းအားများကိုမြေထုချက်၏မူလပုံသေးရွေ့နှုန်းတို့နှင့်လိုက်ရောညီတွေရှိအောင်ပြန်လည်ချိန်ညှိတဲ့အခါနောက်ဆက်တွဲငလင်များလှုပ်နေတတ်ပါတယ်။ထို့အပြင်နီးစပ်ရာပြည့်ရွေ့ကြီးများပေါ်သို့လည်းမြေတွင်းအားကိုကူးပြောင်းစေနိုင်ပါတယ်။နောက်ဆက်တွဲငလင်များကတော့အချိန်ကြာလာသည်နှင့်အမျှအကြိမ်ရေတဖြည်းဖြည်းရောကျသွားမှာဖြစ်ပါတယ်။မန္တလေးနှင့်နေပြည်တော်ပိုင်းများ၏ဂရက်ပုံများမှာပြထားတဲ့အတိုင်းအကြိမ်ရေကျဆင်းနေတာကိုလည်းတွေ့နိုင်ပါတယ်။ထိုထဲမှာတော့အတော်အသင့်အင်အားရှိတဲ့ငလင်များကတော့ရှိနေနိုင်ပါသေးတယ်။ရှမ်းကုန်းမြင့်ဘက်မှာရှိတဲ့ပြည့်ရွေများပဲခူးရိုးမနှင့်အခြားနီးစပ်ရာပြည့်ရွေငယ်များမှာလည်းငလင်ငယ်များဆက်လက်ပေါ်ပေါက်တာကိုတွေ့ရပါတယ်။ဒီဖြစ်စုမျိုးတော့ဆက်ပြီးရှိနေနိုင်ပါတယ်။သို့တော်လည်းထုံးစံအတိုင်းပဲအချိန်ပမာဏဘလောက်ဆိုတာတော့မခံမှန်းနိုင်ကြသေးပါဘူး။မိုးလေဝသသတင်းတွေနဲ့ငလင်သဘာဝဘေးသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။